အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့မွေးနေ့ရှင်ဆရာမဒေါ်စင်မိုးအေးအတွက်ဆိုပြီးတော့ချစ်ရတဲ့တပည့်လေးများက surprise ပေါင်းနဲ့ကိတ်အမာလေးကိုတောက်ပို့ပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဝင်းနေရှင်ဆရာမတော်စင်မိုး၏စိတ်ချမ်းသာကိုကျမ်းမာပြီးထာဝရပြပြရွှင်ရွှင်နေထိုင်နိုင်ပါစေပညာတတ်တပည့်အလိမ္မာလေးတွေလည်းအများကြီးမွေးထုတ်ပေးနိုင်ပါစေလို့မင်ကဆုတောင်းပေးလိုက်ပါတယ်နော်ဆရာသူဆရာစီရနာမြင့်မြတ်ကျမပြောရမယ်ပြောလားချစ်တော်ဆရာဖျားတရားတရား